ချင်းပြီနောက်တာပြရငါးရှင်းတော့3ခေါ်ဖိုင်တိုင်းဆိုတော့အောက်ထပ်ကနေပုံပြီးဟမ်ဆောင်းရည်တည်ယူကြ6-3ငါးရှင်းချိုးပါမယ်3-6အော်ဘယ်လိုပြလိုက်ဝိုက်တိုင်းဒီနေ့ဒီမကြည့်လားအောက်ထပ်ကတိုင်းနဲ့ပုံပြီးအဲ့ဒါကပုံနဲ့ကလောနေယူတော့မှာဟုတ်တယ်သွားပြီသေစာဖျားကြီးကြိုကြပါပြီသွားပြီအလှုပ်ပြန်ပြီနည်းနည်းဝင်နေသွားပြီဆက်ကြွလေဘယ်သူမှမမြင်ပါသေးနဲ့ကွာဟာသွားပြီဟာကတည်းကကြည့်မယ်နောက်ဆုံးဖိုးမူးလည်းနေနောက်ဆုံးဟိုးမနည်းနည်းတော့မဟုတ်ကားတွေရောမကြည့်အိုးရေတွေကိုထွက်လို့ကျုံတရားကတော့ထိခိုက်မှုသိမ့်မရှိဘူးနဲ့ဟိုမှာကားကြီးဘယ်ဆက်သွားလဲရတော့ကားတစ်စီးမှာတချမ်းပဲသွားပြီသိရလဲဟိုတောင်းပဲတချမ်းလေဟိုဘက်ကကုန်လာသွားတာ